အမျိုးသမီးက9နှစ်ကြာပျောက်ကွယ်သွားခဲ့တဲ့သူ့ချစ်သူဟောင်းမှာတကယ်တော့စစ်ဆက်ထားသူရှိနေကြောင်းတွေ့ရှိခဲ့တယ်။သူမကသူတို့နှစ်ဦးကိုစိတ်ရင်းမှန်နဲ့ပျော်ရွှင်တဲ့မင်္ဂလာပွဲဖြစ်ပါစေလို့ဆုတောင်းပေးခဲ့တယ်။ဒါပေမဲ့သူ့ရဲ့စစ်ဆက်ထားသူကသူမကိုရေကူးကန်နဲ့တမင်တက်တက်တွန်းချခဲ့တယ်။ရေမကူးတတ်တဲ့အမျိုးသမီးကအသေးတန်ရုန်းကန်ခဲ့တယ်။အမျိုးသားကခုန်ဆင်းတော့မဲ့အချိန်မှာသူ့စစ်ဆက်ထားသူကသူ့ကိုတားဆီးခဲ့တယ်။အမျိုးသမီးကရေကန်အောက်ခြေကိုနှိမ့်မြုပ်သွားတာကိုမြင်တော့အမျိုးသားကသူမကိုကယ်တင်ဖို့ရေထဲကိုအမြန်ခုန်ဆင်းခဲ့တယ်။အမျိုးသမီးကိုကမ်းပေါ်ကယ်တင်ပြီးတဲ့နောက်သူကသူမကိုအသက်ပြန်ရှူအောင်ကူညီခြင်းကိုချက်ချင်းပြုလုပ်ခဲ့တယ်။အမျိုးသမီးနိုးလာတဲ့အခါသူကတခြားသူတွေရဲ့စိုက်ကြည့်တာကိုလုံးဝဂရုမစိုက်ပဲသူမကိုအိမ်ပြန်လိုက်ပို့ဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့သူအမျိုးသမီးရဲ့အိမ်ကိုရောက်ရှိတဲ့အခါသူမဟာယိုယွင်းနေတဲ့အိမ်အိုတစ်ခုမှာနေထိုင်နေမှန်းတွေ့ရှိခဲ့ရတယ်။အဲ့ဒီအချိန်မှာကောင်မလေးငယ်တစ်ယောက်ကအခန်းထဲကရှောက်ထွက်လာခဲ့တယ်။အမျိုးသားကသူတို့လမ်းခွဲခဲ့တဲ့နေမှာအမျိုးသမီးကသူ့ကိုကိုဝင်ရှိကြောင်းပြောခဲ့တာကိုသတိရသွားတယ်။ဒါပေမဲ့သူအဲ့ဒီအချိန်တုန်းကသူမကိုမယုံကြည်ခဲ့ဘူး။သူကကောင်မလေးကိုအသက်ဘယ်လောက်လဲလို့အမြန်မေးခဲ့တယ်။ကောင်မလေးငယ်ဖြေတော့မဲ့အချိန်လေးမှာပဲအမျိုးသမီးကကောင်မလေးဟာ9နှစ်ပဲရှိသေးကြောင်းစိုးရိမ်တကြီးပြောခဲ့တယ်။ဒါကြောင့်အမျိုးသားကကောင်မလေးရဲ့အဖေဘယ်သူလဲလို့ဆက်မေးခဲ့တယ်။ဒါပေမဲ့အမျိုးသမီးကကောင်မလေးသူ့နဲ့ဘာမှမပတ်သက်ဘူးလို့ပြောခဲ့ရာအမျိုးသားဒေါသတကြီးထွက်ခွာသွားခဲ့တယ်။ဒါပေမဲ့အမျိုးသမီးကအယမ်းမတရက်ခံရတယ်လို့ခံစားခဲ့ရတယ်။9နှစ်အစောပိုင်းကသူတို့နှစ်ယောက်တိတ်တဆိတ်ချစ်ညံ့နိုးခဲ့ကြပေမဲ့ဖွင့်ပြောဖို့မရဲခဲ့ကြဘူး။သူတို့ရဲ့ဆက်ဆံရေးကအရက်တောက်ခဲ့တဲ့ညတညအပြီးမှပြောင်းလဲသွားခဲ့တာပါ။အဲ့ဒီနေ့မှာအမျိုးသမီးကသူမကိုဝင်ရှိနေမှန်းသိရှိခဲ့တယ်။ဒါပေမဲ့အဲ့ဒီညပြီးတဲ့နောက်အမျိုးသားကသူမကိုတမင်တက်တက်ရှောင်ရှားနေခဲ့တယ်။အမှန်တရားကိုရှာဖွေဖို့အမျိုးသမီးကသူ့တံမိုးကြီးမော်တော်ယာဉ်ကိုတားဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အမျိုးသားကရင်မောင်းကိုလမ်းလွဲမောင်းခိုင်းဖို့အေးဆက်စွာပြောခဲ့တယ်။ဘာမှမတတ်နိုင်ပဲအမျိုးသမီးကသူ့ရင်သွေးကိုလွှဲထားရကြောင်းအော်ဟစ်ခဲ့ရုံသာရှိခဲ့တယ်။ဒါကိုကြားတော့အမျိုးသားကရင်မောင်းကိုချက်ချင်းရက်တက်မှုပြောခဲ့တယ်။ဒါပေမဲ့သူအမျိုးသမီးစီလျှောက်သွားတဲ့အခါသူ့စီကိုငွေကြေးကပ်ပြားတစ်ခုပစ်ချပြီးဒါဟာလမ်းခွဲကြီးဖြစ်ကြောင်းပြောခဲ့တယ်။ဒီအကြောင်းကြောင့်အမျိုးသမီးကအလွန်ဝမ်းနည်းခဲ့ရတယ်။သူမမသိခဲ့တာကတော့အမျိုးသားဟာလက်ထပ်ဖို့စူးစမ်းသူတယောက်ဖန်တီးထားတဲ့ထောင်ချောက်ထဲကြားရောက်ခဲ့ရတယ်ဆိုတာပါပဲ။တကယ်တော့အမျိုးသားကိုလက်ထပ်ဖို့စူးစမ်းသူကအတန်အတုလုံနိုင်တဲ့တရုတ်ဆောင်တအုပ်ကိုငှားရမ်းခဲ့တာပါ။သူမကတရုတ်ဆောင်ကိုအမျိုးသားစီဆက်သွယ်ခိုင်းပြီးအမျိုးသမီးကသူ့ကိုပတ်စံအတွက်သာတွဲခဲ့တာလို့လိန်ညာခဲ့တယ်။အဲ့ဒီနောက်သူမကအမျိုးသားစီကဒေါ်လာ9 သန်းကိုပါတောင်းဆိုခဲ့တယ်။ဒီဆက်သွယ်မှုကြောင့်အမျိုးသားကအမျိုးသမီးဟာပတ်စံမဲ့သူတယောက်ဖြစ်တယ်လို့တကယ်ယုံကြည်သွားခဲ့ပြီးသူမနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။မျက်စိတမိတ်တွင်းမှာ9နှစ်ကြာသွားခဲ့ပြီးသူတို့ရဲ့ကလေးက6နှစ်အရွယ်ရှိနေခဲ့ပါပြီ။ဒါပေမဲ့သူသမီးနှလုံးရောဂါခံစားနေရတာကြောင့်အမျိုးသမီးကဆေးကုသဆေးတွေရရှိဖို့နေရာတိုင်းမှာအလုပ်လုပ်ခဲ့ရပါတယ်။တနေ့မှာအမျိုးသားကသူ့စစ်ဆက်ထားသူနဲ့နေ့လည်စားနေတော့အမျိုးသမီးကဒီမှာစပွဲထိုးမှအဖြစ်အလုပ်လုပ်နေတာကိုတွေ့လိုက်ရတယ်။စစ်ဆက်ထားသူကသူမကိုစပွဲမှာဝန်ဆောင်မှုပေးဖို့တောင်းဆိုပြီးသူမကိုအနားမှာထားခဲ့တယ်။အမျိုးသမီးကဟင်းရည်ကိုဝန်ဆောင်မှုပေးနေတော့စစ်ဆက်ထားသူကတမင်တက်တက်ပကံလုံးကိုတိုက်ချလိုက်ရာဟင်းရည်တွေအမျိုးသမီးအပေါ်ပတ်ကြံခဲ့တယ်။အမျိုးသားကသူမအပူလောင်သွားသလားဆိုတာစစ်ဆေးဖို့ချက်ချင်းရှေ့ထွက်လာခဲ့တယ်။ဒါပေမဲ့အမျိုးသမီးကသူ့ရဲ့စိုးရိမ်ပူပန်မှုကိုတိုက်ရိုက်ညှင်းပယ်ခဲ့တယ်။အဲ့ဒီအချိန်မှာသူ့သမီးရဲ့အခြေအနေရုတ်တရက်ပိုဆိုးလာခဲ့ကြောင်းပြောတဲ့ဆေးရုံစီကဆက်သွယ်မှုတစ်ခုသူမလက်ခံရရှိခဲ့ပါတယ်။ဒါကိုကြားတာနဲ့အမျိုးသားကသူမနောက်ကိုဆေးရုံအထိလိုက်သွားခဲ့တယ်။ကံကောင်းစွာနဲ့ပဲဆရာဝန်ကသူ့သမီးအန်ရီကနေယာယီလွတ်မြောက်သွားပြီလို့ပြောခဲ့တယ်။ဆရာဝန်ကအမျိုးသမီးကိုဆေးမှတ်တမ်းမှာလက်မှတ်ထိုးဖို့ပြောခဲ့တယ်။ဒါပေမဲ့အမျိုးသားကဆေးမှတ်တမ်းကိုမြင်လိုက်တဲ့အခါကောင်မလေးက6နှစ်ရှိပြီဖြစ်ကြောင်းရှင်းရှင်းလင်းလင်းဖော်ပြထားတာကိုတွေ့ရှိခဲ့တယ်။ဒါကြောင့်အမျိုးသားကသူ့လက်ထောက်ကိုတိတ်တဆိတ်ဆက်သွယ်ပြီးကလေးအတွက်မျိုးရိုးဗီဇစစ်ဆေးမှုပြုလုပ်ဖို့ပြောခဲ့ပါတယ်။